ရှေးလူကြီးဒီမှာတတိပေးခဲ့တဲ့စကလုံးတွေတို့မနေရာတိုင်းမှာအရဟံဆိုတဲ့ဟိုလေစလုံးလေးရေးတာတွေ့ရမှာဒီအရဟံကတော်တော်လေးထူးခြားလို့နောက်လူနောက်သားတွေလည်းမှတ်စေကြလို့ပေါ့နော်ဒီပါဗျာအဲ့အရဟံကုံတော်ရဲ့ဖွင့်ဆိုချက်9မျိုးတော့တည်းကလူရင်းကျုပ်ကလေးထုတ်မယ်ဆိုရင်မြတ်စွာဘုရားမှာမကောင်းတဲ့စိတ်ဓာတ်ဆိုတဲ့ကိလေသာတွေကင်းမနေဘူးလားကင်းပါဗျာအခုလူရင်းကျုပ်စကလုံးခတ်တူခတ်ဆိုတဲ့ခတ်တူတို့နဲ့မှတ်လို့တွေ့အောင်လို့ကိလေသာကင်းတယ်လို့ဒီလိုချက်မှတ်လိုက်ဒီပါဗျာနော်ဒီပါဗျာကမြတ်စွာဘုရားလူနဲ့ပြည်မတော်တို့ရဲ့အပူဇော်ကိုလည်းမခံနိုင်ဘူးလားခံနိုင်ပါတယ်ဗျာအခုလည်းအပူဇော်ခံနိုင်တယ်ဆိုတဲ့စကလုံးခတ်ချင်းချင်းယူလိုက်အရဟံကိလေသာကင်း၍အပူဇော်ခံနိုင်တော်မြတ်စွာဘုရားအရဟံကိလေသာကင်း၍အပူဇော်ခံနိုင်တော်မြတ်စွာဘုရားဆိုကြပါဦးအရဟံကိလေသာကင်း၍ပူဇော်ထားတော်မြတ်စွာဘုရားအဲဒါအရဟံအရဟံကိလေသာကင်း၍ပူဇော်ထားတော်မြတ်စွာဘုရားအဲဒါအရဟံအရဟံကိလေသာကင်း၍ပူဇော်ထားတော်မြတ်စွာဘုရားအဲ့ဒါတော့အဲ့အရိပ်ပဲလေးနှမျိုးနဲ့အချိန်ရလိုက်ပွားနေပွားရင်လည်းနေတိုင်းစိုးနေပေါ့နော်အလုံးလုံးရင်းနဲ့စိုးနေလို့ရတော့ရိုးသွားတော့အလေးပေါ်သွားနေတော့စိုးနေလို့ရအဲ့တော့မြတ်စွာဘုရားမှာကိလေသာတွေကင်းတယ်လို့ပွားခြင်းရပုံမှန်လည်းအန္တရာယ်တွေကင်းတယ်ပေါ့ဒီပါဗျာမြတ်စွာဘုရားအပူဇော်ခံနိုင်တယ်လို့ပွားခြင်းရပုံမှန်လည်းပဲအများလေးစားတော့အောင်မြင်မှုတွေရနိုင်တယ်အဲ့တော့မြန်မြန်လေးပွားပြီအရဟံကိလေသာကင်း၍အပူဇော်ခံနိုင်တော့မြတ်စွာဘုရားနော်ဒီရင်ပွားနေလည်းရှိတော့ဗောလေဒါပေမဲ့သူရောအလွယ်ဆုံးဒီလေးပြောတာနော်အရဟံကိလေသာကင်း၍အပူဇော်ခံနိုင်တော့မြတ်စွာဘုရားအများကြီးပွားပြီနော်ဒါကြိုက်လို့လုပ်ငန်းတွေလည်းသင်ပြမှာမဟုတ်လားဒီပါဗျာများများလေးပွားချိန်ရသလောက်ပေါ့လေဒီပါဗျာဒီမှာပေါ့ဒီဆန္ဒကြောင့်